စီတန်းအခမဲ့သုံးမယ်အဲ့တော့ကိုလိုလိုကိုအရှိရဗီဒီယိုတွေစီးတက်နဲ့ဘယ်လိုမျိုး free သုံးပြီးလုပ်တယ်ဆိုတာကိုမပြောခင်မှာကျွန်တော်ဒီမှာတစ်ခုပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့ကိုလိုလိုရှိမှကြည့်ခဲ့တဲ့ဗီဒီယိုတွေကစီးတက်နဲ့လုပ်ထားတာမှန်တယ်စီးတက် model သုံးပြီးလုပ်ထားတာမှန်တယ်ဒါပေမဲ့အဲ့စီးတက် model ကိုသုံးပြီးတော့ integrate လုပ်ထားတဲ့ platform ကတိတ်ပြီးတော့အရင်မကောင်းဘူးဘယ်လိုမကောင်းလဲဆိုတဲ့အချက်တွေကျွန်တော်အရင်ရှင်းပြမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကသူ resolution လောလောဆယ်ရွေးလို့မရအောင်ဘယ် resolution နဲ့ထွက်လာမယ်ဆိုတော့မသိရဘူးပေါ့နော်တခါတလေကြာလို့ရှိရင် 720p နဲ့ထွက်ရင်ထွက်တယ်တခါလေကြာလို့ရှိရင် 1080p နဲ့ထွက်ရင်ထွက်တယ်တိတ်ပြီးတော့ resolution ရွေးလို့မရတော့တခါလေဝါတယ်တခါလေကြည်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တွေကvideo generation လုပ်ဖို့ ratio ရွေးလိုက်တာမှန်တယ်ထားပါတော့16အချိုး9တို့9အချိုး16တို့ကိုလိုချင်တဲ့ ratio ကိုရွေးလိုက်တယ်ဆိုပေမဲ့ तू ထွက်ပေးခြင်းတဲ့ ratio နဲ့ထွက်ပေးတာအဲ့တခုရှိရပေါ့နော်အဲ့ဒါကဘာကြောင့်လဲဆိုတော့ तू integrate လုပ်ထားတဲ့ platform ကလောလောဆယ်က तू develop လုပ်ဆဲကာလမို့လို့တိတ်မကောင်းသေးတဲ့သဘောပေါ့နော်အဲ့ဒါကြောင့်မို့လို့လေကျွန်တော်တို့sedan model free ပေးသုံးတာဘယ်လို free ပေးသုံးလဲဆိုတော့ကျွန်တော်တို့ account တစ်ခုဖွင့်နေဆိုလို့ရှိရင်အဲ့ account တစ်ခုမှာ6 point ရတယ်ပေါ့နော် Gmail account နဲ့ account တစ်ဖွင့်နေဆို6 point ရတယ်အဲ့6 point ကိုကျွန်တော်တို့ video generation တစ်ခုလုပ်တယ်ဆိုလို့ရှိရင်2 point ကုန်တယ်အဲ့တော့သုံးဖို့ထုတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီ video ရဲ့နောက်ဆုံးမှာအဲ့လိုမျိုး daily limit ကိုမစောင့်ရဘဲနဲ့ဘယ်လိုမျိုးကြော်ခွပြီးသုံးလို့ရမယ်ဆိုတဲ့နည်းလမ်းလေးကိုကိုလိုလိုမျှဝေပေးမယ်နောက်ပြီးတော့နောက်တစ်ခုအနေနဲ့ကကိုလိုလိုကိုဗီဒီယိုတွေမှာဘယ်လို watermark ဖြောက်တယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်အခုဗီဒီယိုမှာထည့်ပြောပေးသွားမှာမို့လို့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ဆိုတော့ဗီဒီယိုလေးစလိုက်ကြမယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးဘာလုပ်ရမလဲဆိုတော့ dollar.com ဆိုတဲ့ဒီ website လေးကိုကျွန်တော်တို့ကသွားလိုက်ရမယ်သွားလိုက်ပြီးလို့ရှိရင်ဒီမှာသူ login ဝင်ခိုင်းတယ်ပေါ့နော် login ဝင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့ Gmail account တစ်ခုခုနဲ့ login ဝင်လိုက်မယ်အဲ့တော့ကျွန်တော်တို့တွေက account ဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာလေးရောက်လာပြီဒီမှာကျွန်တော်တို့ပုံမှန်တိုင်းပဲ prompt ရေးထည့်လို့ရတယ်ပြီးလို့ရှိရင်စာရေးခိုင်းလို့ရတယ် image ဖန်တီးခိုင်းလို့ရတယ်နောက်ပြီးတော့ translate လုပ်ခိုင်းလို့ရတယ် home mode တွေပါလေလုပ်ခိုင်းလို့ရတယ်နောက်ပြီးတော့ဒီမှာ mode ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင် create video ဆိုတာရှိတယ်ကျွန်တော်တို့ video တွေဖန်တီးခိုင်းလို့ရတယ်အဲ့တော့ဒီ AI creation ဆိုတာကိုသွားလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ platform မှာလုပ်ထားတဲ့ဒီမှာပုံလေးတွေရှိတယ်အဲ့ပုံလေးကိုနမူနာပြထားတယ်ပေါ့နော် template လေးတွေ okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကပုံထုတ်လို့ရတယ် video ထုတ်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော် video တစ်ပုဒ်စမ်းထုတ်လိုက်မယ် okay ဒီမှာကျွန်တော်တို့တွေလိုတဲ့ပုံတွေကို reference ပေးပြီးသွားပြီနောက်ပြီးတော့ prompt တွေပါလည်းရေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်က video ထုတ်မှာဆိုတော့ဒီမှာ video လေးကိုရွေးလိုက် okay ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဘာနဲ့ထုတ်မလဲဆိုတော့ရွေးလို့ရတယ်ဒီမှာ sedan 2.0 fast ရယ် sedan 1.0 fast ဆိုတာနှစ်ခုရှိတယ်အဲ့တော့ကျွန်တော် sedan 2.0 ဆိုတော့ sedan 2.0 ရွေးပြီးတော့duration အနေနဲ့က5 second 10 second ကျွန်တော်ကြိုက်တာရွေးလို့ရတယ် ratio ကတော့ကျွန်တော်ကကိုဒီ960 ratio နဲ့ထုတ်မှာဆိုတော့960 ratio ကိုရွေးလိုက်မယ်အဲ့တော့အကုန်လုံးကျွန်တော်တို့ရွေးပြီးသားပြီဆိုလို့ရှိရင်တော့ enter လေးနှိပ်လိုက်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူက Dreamina Sedan 2.0 model ကိုအသုံးပြုပြီးတော့နောက်ွယ်မှာဗီဒီယိုထုတ်နေပြီအဲ့လိုဗီဒီယိုထုတ်ဖို့အတွက်ကို2 point ကုန်တယ်အဲ့တော့ဒီဗီဒီယိုကနောက်10မိနစ်ကနေ3မိနစ်တွင်ဒီဗီဒီယို generate လုပ်မယ်ပေါ့နော်လောလောဆယ်ကျွန်တော်မှာက1 point ကျန်သေးတယ်ဒါကဘာလို့လဲဆိုတော့ကျွန်တော်ရှေ့မှာဗီဒီယို2ပုတ်လာနေထုတ်ခဲ့တာမလို့1 point ပဲကျန်တာအဲ့တော့ကျွန်တော်တို့တွေအချိန်5မိနစ်လောက်စောင့်လိုက်ပြီးတဲ့အခါမှာဗီဒီယိုလေးထွက်လာပြီအဲ့တော့ကိုလိုလိုတွေဒီဗီဒီယိုထွက်လာတဲ့အခါမှာဒီအောက်နာလေးမှာ $AI ဆိုပြီးတော့လေ watermark လေးပါတာကိုတွေ့ကြလိမ့်မယ်အဲ့တော့ watermark ဖြောက်ရှင်နေဆိုလို့ရှိရင်ကိုလိုလိုကဘယ် website သွားရမလဲဆိုတော့ browser မှာ watermark ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရှိရင်ဒီ website လေးကိုတွေ့လိမ့်မယ်ဒီထဲကိုဝင်လိုက်အဲ့တော့အဲ့ website တွေဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာသူက image 2ရှိတယ်သူ image တွေလည်း watermark ဖြောက်လို့ရတယ်လို့မှာ video 2ဆိုတာက video မှာလည်း watermark ဖြောက်လို့ရတယ်သူ watermark ဖြောက်တာရှိတယ် subtitle ဖြောက်တာရှိတယ်နောက်အခြားရှိသေးတယ်ပေါ့နော်ကျွန်တော်က watermark ဖြောက်မှာဆိုတော့ watermark ဆိုတာလေးကိုရွေးလိုက်ရွေးပွားဆိုလို့ရှိရင်ခုနကကျွန်တော်တို့ generate လုပ်ခဲ့တဲ့ video လေးရှိတယ်ပေါ့နော်အဲ့ဒါကိုသွား down လိုက်ပြီးလို့ရှိရင်ဒီမှာလာပြီးတော့ upload တင်ပေးရမယ်အဲ့တော့ upload တင်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေ့လိမ့်မယ်အဲ့တော့ဒီမှာကကိုဖြောက်ချင်တဲ့ဟာလေးကို brush သုံးပြီးတော့ကျွန်တော်တို့ကဖြောက်အောင်ပါအဲ့တော့ brush size လေးကိုကျွန်တော်10လောက် short လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ $AI ဆိုတဲ့ဟာလေးကို selection ကျွန်တော်ပေးလိုက်မယ်သူက video တစ်ခုလုံးမှာဒီနေရာတစ်ခုပဲသူက watermark ပါတာဟုတ်အဲ့တော့ကျွန်တော်တို့ကဒီမှာ $AI ဆိုတာလေးကို selection ပေးပြီးသွားပြီဆိုလို့ရှိရင် remove 30 second preview ဆိုတာလေးကိုနှိပ်လိုက်မယ်လောလောဆယ်တော့ကျွန်တော်ရှေ့ကဗီဒီယိုတွေကို watermark အဖြောက်လွန်သွားပြီးတော့ credit ကုန်သွားတယ်ပေါ့နော်ဒါပေမဲ့ပြဿနာမရှိဘူးဗီဒီယိုတစ်ခုကိုကျွန်တော်တို့ကwatermark ဖြောက်တယ်ဆိုလို့ရှိရင်သူက coin 5ခုကုန်တယ်အဲ့တော့ coin 5ခုကုန်တော့သူ့ရဲ့ pricing ကိုကျွန်တော်တို့သွားပြီးလေ့လာကြည့်တဲ့အခါမှာဈေးနှုန်းလေးမစိုးဘူးထားပါတော့ကျွန်တော်တို့က50 credit ကို
$3.93ပဲကျတယ်မြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်18000ဝန်းကျင်ပဲကျတာအဲ့တော့ဈေးနှုန်းလေးရတော့ဆိုတော့မဆိုဘူးအဲ့တော့ကိုလိုတော့ကဗီဒီယိုတွေအများကြီး generate လုပ်ပြီးတော့ watermark ဖြောက်ရှင်နေဆိုလို့ရှိရင်တော့ဒီဈေးနှုန်းလေးရတော့မဆိုးဘူးလို့တော့ကျွန်တော်မြင်တယ်အဲ့တော့ watermark ဖြောက်ရှင်နေဆိုလို့ရှိရင်တော့ဒီ website လေးကမဆိုးဘူးသူ pricing လေးကလည်းမဆိုးဘူးဆိုတော့ကိုလိုတွေစမ်းပြီးတော့တုံးကြည့်ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့စကားကိုမှတ်မိသေးလားကျွန်တော်တို့ရဲ့ဒီ $.com ဆိုတဲ့ website ကအကောင့်တစ်ကောင့်ကိုသူက credit တစ်ရက်ကို6ခုပေးတယ်ဟုတ်အဲ့6ခုမှာကျွန်တော်ဗီဒီယိုထုတ်လို့ရတာတစ်ရက်ကို3ခုပဲထုတ်လို့ရတာအဲ့ဒါကျွန်တော်တို့ဘယ်လိုမျိုး unlimited ထုတ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ browser မှာအဆက်30ကိုသွားပြီးတော့နှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ browser မှာ new incognito window ဆိုတာရှိတယ်အဲ့ဒါလေးကျွန်တော်တို့နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီ Chrome browser ကို anonymous ပုံစံနဲ့တုံးတယ်လို့ဖြစ်သွားလိမ့်မယ်အဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒီ browser တက်လေးမှာ $.com လို့ရိုက်လိုက် okay ရိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ကအကောင့်မဝင်နဲ့အကောင့်ဝင်ပြီးတော့ကျွန်တော်တို့မထုတ်ဘူးဘယ်လိုထုတ်မလဲဆိုတော့ AI creation ဆိုတာကိုသွားလိုက်တိုင်းဝိုင်းဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ကဗီဒီယိုရွေးပြီးလို့ရှိရင်စွမ်းနာအတိုင်းပဲကျွန်တော်တို့ရဲ့ reference image ကိုထည့် prompt ကိုထည့်ပြီးတော့ဒီမှာတစ်ခါလေးလာပြီးတော့ထုတ်လိုက်ရအောင်မယ် okay ကျွန်တော်တို့ကအခုဒီမှာ reference ပုံထည့်ပြီးသွားပြီ prompt လေးရေးပြီးသွားပြီနောက်ပြီးတော့ဒီမှာ CDAN 2.0 fast လေးရေးပြီးပြီ ratio ဘာညာရွေးလိုက်မယ်ပေါ့နော် okay ကျွန်တော်တို့ဒါလေးကုန်ရွေးပြီးပြီ second လေးကုန်ရွေးပြီးသွားပြီဆိုလို့ရှိရင်เนาะ enter ခေါက်လိုက်မယ် okay အဲ့လိုမျိုး enter ခေါက်လိုက်တဲ့အခါမှာဘယ်လိုမျိုးပေါ်လာလဲဆိုတော့ဒီမှာကြည့်ကျွန်တော်ခုနကတော့1 point ပဲကျန်တော့တာဟုတ်ဒါပေမဲ့အခုအကောင့်မဝင်မဲနဲ့ new incognito window နဲ့ကျွန်တော်ဖွင့်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့မှာကဒီအကောင့်မဝင် login ဝင်ထားတဲ့ဒီအကောင့်မှာ6 point ရှိသွားတယ်အဲ့6 point နဲ့ကျွန်တော်အခုလောလောဆယ်ဗီဒီယိုတစ်ပုတ်ထုတ်လိုက်တော့ကျွန်တော်မှာဒီမှာ4 point ကျန်နေဆိုပြီးတော့သူကပေါ်လာလိမ့်မယ်အဲ့တော့ကိုလိုတော့ကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီလိုမျိုး new incognito window ဖွင့်လိုက်တဲ့အခါမှာကျွန်တော်တို့က6 point ရတယ်လို့ဖြစ်သွားတယ် $.com မှာပေါ့နော်အဲ့တော့အဲ့6 point နဲ့ဗီဒီယို3ပုတ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်ကိုထုတ်တဲ့ဗီဒီယိုကြိုက်တဲ့ဟာတွေအကုန်လုံး download ဆွဲပြီးလို့ရှိရင်ဒီအပေါ်ကဟာလေးအမှားကိုနှိပ်ပြီးတော့လို့ရှိရင်ခုနအတိုင်းပဲကျွန်တော်တို့က new incognito window ဆိုပြီးတော့browser အသစ်ပြန်ခေါ်ပြီးသွားပြီဆိုလို့ရှိရင်အခုဒီ process တိုင်းပဲပြန်လုပ်အဲ့ဒါဆိုလို့ရှိရင်တော့ကိုလိုအနေနဲ့က unlimited CDAN နဲ့ဗီဒီယိုတွေကို share ထုတ်လို့ရသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာကိုလိုတစ်ခုထပ်ပြီးတော့ပြောချင်တာကကြတော့အခုလိုမျိုး unlimited ထုတ်လို့ရတဲ့ပုံစံမျိုးတွေကတိတ်ကြကြမခံဘူးဒီ $.com ဆိုတဲ့ website ကသူ့ရဲ့ UI နေပြီးလို့ရှိရင်သူ့မှာပြင်စရာရှိတဲ့အချက်တွေအကုန်လုံးလိုက်ပြီးတော့နောက်ကနေပြင်ပြီးသွားတဲ့အခါမှာဒီလိုနီလန်မျိုးကရချင်မှရတော့မယ်အဲ့ဒီတခုတော့ကိုလိုသိထားဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ကိုဗီဒီယိုတင်တဲ့အချိန်ကတော့လောလောဆယ်ရသေးတယ်အဲ့တော့ရတဲ့အချိန်မှာကိုလိုအနေနဲ့ကစီးတန်ကိုစမ်းပြီးတော့သုံးကျင်နေဆိုလို့ရှိရင်ဒီ $.com ဆိုတဲ့ website မှာသွားပြီးတော့စမ်းပြီးတော့ထုတ်ကြည့် share ထုတ်ကြည့်ပေါ့နော်ဒီနီလန်ကနောက်ကျလို့ရှိရင်ရချင်မှရတော့မှာဆိုတော့မြန်သားသွားထုတ်ဖို့အတွက်ကျွန်တော်အကြံပေးခြင်းတယ်အဲ့တော့ကိုလိုတွေအားလုံးအဆင်ပြေမယ်လို့ပြောနေပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ကျွန်တော်ရဲ့ domain knowledge telegram channel လေးမှာ YouTube တို့ TikTok တို့ဒီလိုမျိုး social media ပေါ်မှာတင်လို့မရတဲ့ resource တွေ file တွေ video တွေကို download လုပ်လို့ရအောင်ကျွန်တော် Telegram channel လေးမှာတင်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ Telegram channel လေးကို join ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you guys next time